လင်းအိတ်တကားဖွင့်လိုက်တော့အရှိမရေတွေများနေပါတယ်။ကောင်လေးကသူ့အမေစီလိုက်သွားရန်လေတကြီးရှာနေတဲ့အချိန်မှာပွန်ညိုကကောင်လေးရဲ့ကစားစရာလေးကိုကြည့်အောင်သူ့အစွမ်းအနေနဲ့လှုပ်လိုက်ပါတယ်။စားစရာတွေကိုတဲပြီးသူတို့ဟာနေစီပြီးထွက်လာခဲ့ပါတယ်။သူတို့နှစ်ယောက်လမ်းအတိုင်းလှည့်ကြည့်လာနေရင်လမ်းမှာမိသားစုတစုနဲ့တွေ့ပါတယ်။ကောင်လေးကသူ့အမေအကြောင်းမင်းနေပြီးပွန်ညိုကတော့လှေပေါ်မှာပါလာတဲ့ကလေးကိုစိတ်ဝင်တစားကြည့်ပြီးရှင်းနေပါတယ်။ကလေးကိုဆွတ်ပြုတ်ပြီးတော့ကလေးအမေကယူတောက်လိုက်ပြီးရှင်းပြပါတယ်။ကလေးကငဲလို့အမေတို့ကိုပဲစို့လို့ရကြောင်းရှင်းပြလိုက်တော့ပွန်ညိုကစားစရာတွေပါထပ်ပေးလိုက်ပါတော့တယ်။မြို့ပေါ်ကအဖွဲတွေကလည်းရေပေးတင်တဲ့ပြည်သူတွေကိုကယ်ဆယ်ရေးတွေလုပ်နေပါတယ်။ကောင်လေးကလည်းသူ့အမေကြောင့်မေးပြီးဘိုးဘွားကြီးတပ်ဘက်ကိုဆက်လာခဲ့ပါတယ်။ပွန်ညိုဟာအိတ်ငိုက်လာပြီးလေကတန့်လာတာကြောင့်ကောင်လေးဟာရေကူးပြီးလေကိုတွန်းလာပါတော့တယ်။ပွန်ညိုဟာလုံးဝအိပ်ပျော်သွားပြီးလေဟာလည်းတိတိလေးပြန်ဖြစ်သွားပါတော့တယ်။အဲ့ဒီအချိန်မှာပဲကောင်လေးဟာသူ့အမေကားကိုတွေ့လိုက်ရပြီးသူ့အမေကိုတော့မတွေ့ပါဘူး။ဘိုးဘွားကြီးတာမှာတော့ဘိုးဘွားတွေဟာပင်လယ်နတ်သမီးအကူအညီနဲ့ကြီးအောက်မှာလမ်းတွေရှောင်နေကြပါတယ်။ပင်လယ်နတ်သမီးနဲ့ကောင်လေးအမေဟာသူတို့သားသမီးတွေအကြောင်းကိုတိုင်ပင်နေကြပါတယ်။တစ်ဖက်မှာလည်းပွန်ညိုဟာကောင်လေးနဲ့အတူလမ်းလျှောက်နေရင်ငါအဖြစ်ကိုတဖြည်းဖြည်းပြောင်းသွားပါတော့တယ်။